ဆိုရင်ဝါဝင်တော့မယ်ဆိုတော့ဥပုပ်တွေဘာတွေစောင့်ရမယ်စောင့်တယ်လို့လည်းစောင့်မယ်မစောင့်တယ်လို့လည်းမစောင့်ဘူးဒါပေမဲ့ကိုကပြောချင်တာကိုဆိုရင်လည်းသတိရတယ်လောက်ကုန်းတော်လေးပွားတယ်အဲ့မှာဆိုရင်မြတ်စွာဘုရားမှာဆိုရင်ကုန်းတော်9ပါးဆိုပြီးလောတော်များများလေးကြီးများတယ်ပေါ့နော်ဒါပေမဲ့မြတ်စွာဘုရားရှင်မှာကုန်းတော်အနန္တရှိတယ်အရင်တော့ကိုလည်းမတွေးမိဆရာမကြီးတွေသင်ပေးမှာတွေးကြည့်လိုက်တဲ့အခါဘုံတော်အနန္တရှိရဲဆိုတော့လက်ခံတယ်။ဘာဖြစ်လို့လဲဆိုရင်ကိုအနှစ်သက်ဆုံးဘုံတော်ကအရဟံဘုံတော်ဖြစ်တယ်။အရဟံဘုံတော်မှာဆိုရင်ဘုံတော်ကိုအတိပ္ပယ်ပြန်ရတဲ့အခါအရဟံကိရိတာကိစ္စင်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အနတ္တိပ္ပယ်ပြန်တယ်။ပါဠိလိုကတော့အရဟံပေါ့နော်။အရဟံဆိုတာကိရိတာကိစ္စင်တော်မူတဲ့မြတ်စွာဘုရားအဲ့ဒီအရဟံကိုပဲအနတ္တိပ္ပယ်တွေအများကြီးအတိပ္ပယ်တွေကိုဉာဏ်ရှိတယ်လို့ပွားလို့အဓိပ္ပာယ်တွေအများရှိတယ်။ကိလေသာငြင်းတယ်ဆိုတာလိုအပ်ချက်မရှိပြည့်စုံနေတဲ့မြတ်စွာဘုရားလိုချင်တာတွေဘာတွေတစ်ခုမှမရှိ။စိတ်အေးချမ်းတယ်ကိလေသာမရှိတဲ့ဒီမှာစိတ်အေးချမ်းတယ်ပြီးတော့မြတ်စွာဘုရားကစိတ်ကြွယ်အရင်နိုင်မကောင်းမှုပြုတော့မမှုဘူးတဲ့။စိတ်ကြွယ်ရတောင်မကောင်းမှုမပြုတဲ့သူတခြားစိတ်မြင်နိုင်တဲ့အရာမှာဆိုတော့စိုးပွဲရမရှိတော့ဒီလိုကောင်းကြီးအဖျားဖျားနဲ့ပြည့်စုံတဲ့ဂုဏ်တော်တွေကအနန္တတောင်ရှိတယ်။ဒါကြောင့်မလို့ကိုသိတဲ့ဂုဏ်တော်လေးတစ်ခုပဲပွားတာပဲဖြစ်ဖြစ်ကိုကတော့ကိုအနှစ်သက်ဆုံးဂုဏ်တော်လေးကိုအဲ့ဒီလိုမျိုးပွားတယ်ပေါ့နော်။အဲ့ဒါကိလေသာကိစ္စတော်မူသောမြတ်စွာဘုရားအဲ့ဒါစိတ်ကြွရအနိုင်မကောင်းမှုကိုပြုတော်မူသောမြတ်စွာဘုရားအဲ့ဒါမှုစောအထူးခံတော်မူလိုက်သောမြတ်စွာဘုရားအရဟံအလုံးစုံသောအလိုဆန္ဒတို့ကင်းဝေးတော်မူသောမြတ်စွာဘုရားအရဟံစိတ်ချမ်းသာတော်မူသောမြတ်စွာဘုရားအဲ့လိုဆိုပြီးအနတ္တိတွေအများကြီးနောက်ပြီးကြတော့ဂုဏ်တော်တွေအနန္တရှိတာဆိုတဲ့အကြောင်းကိုပြောစနာဖြစ်ပါတယ်ဒါကတော့လူတိုင်းကကိုယ်တွေးနဲ့ကိုယ်မတူဘူးပေါ့နော်ကိုကြိုက်တဲ့ဂုဏ်တော်လေးကိုမျှဝေတာပါဠိတက်ရဲ့အနတ္တိပဲသိပြီးရပွားတိုင်းရမတူပါဘူးစိတ်အေးချမ်းမှုကိုပို့ပြီးတော့ရပါတယ်အနတ္တိပဲသိပြီးတော့ပွားတာကကိုယ့်အတွက်ပို့ပြီးတော့ပြောမယ်ဆိုရင်အတိတ်ပဲတွေများစွာရှိပြီးအကျိုးထျက်မှုရှိပါတယ်။အဲကြောင့်ဘုရားကုံတော်ပွားတဲ့အခါပါဠိရောအနတ္တိပဲရောပွားစေချင်ပါတယ်။ဒါထပ်ပြီးတော့လေ့လာမယ်ဆိုရင်အများကြီးသိနိုင်ပါသေးတယ်။ Bye bye